အားလုံးပဲမင်္ဂလာပါဒေါက်တာကတော့ဒေါက်တာဆန်ဒီ aesthetic clinic ကဒေါက်တာဆန်ဒီဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်ဒေါက်တာက treatment တွေပေါ့နော်ဝက်ချန်တွေဖြစ်တဲ့ခါကျရင်ဘယ်လို treatment လေးတွေယူရတယ်လဲအထူးသဖြင့်ဒေါက်တာစီကံမှာဆိုလို့ရှိရင်ဘယ်လိုကုသမှုလေးတွေလုပ်ပေးတယ်လဲဆိုတာ ਨੇ ပတ်သက်ပြီးပြောပြပေးခြင်း ਨੇ ဝက်ချန်တို့အစီဘူးတို့စားဝက်ချန်အစီကဲရောင်ရမ်းပြီးမှဖြစ်တဲ့ဝက်ချန်အစရှိသဖြင့်ပေါ့နော်ဒီလိုဝက်ချန်တွေဖြစ်လာပြီဆိုလို့ရှိရင်စီကံကိုလာတဲ့အခါမှာများသောအားဖြင့်ကတောက်ဆေးလိမ့်ကြီးတွေနဲ့ပဲစားရလိမ့်ရှိတယ်ပေါ့နော်ဒါပေမဲ့ဒါကလူတိုင်းအတွက်တော့လည်းမဟုတ်ဘူးတချို့ကျတော့လည်းတောက်ဆေးလိမ့်စီမလိုအပ်ဖဲနဲ့ treatment procedure လေးတွေလုပ်ပေးလိုက်တာနဲ့တတ်တာတော့တာလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့အကြမ်းမြင့်ဆိုလို့ရှိရင်တောက်ဆေးလိမ့်စီတွေကနေစလို့ရတယ်နောက်ပြီးရင် skin care တွေကိုပြန်ပြီးတော့မှအကုန်လုံးပြန်ပြီးတော့ချိန်ပေးရပေါ့နော်ကိုသုံးနေတဲ့ skin care တွေကအဆင်ပြေရဲ့လားအဆင်မပြေဘူးဆိုဘာလေးတွေပြောင်းသုံးသင့်တယ်ဆိုတာမျိုးဒေါက်တာစီကံကနေပြန်ပြီးလုပ်ပေးတဲ့စီစဉ်ပေးတယ်နောက်တစ်ပိုင်းနဲ့ကျတော့ treatment ဘိုင်းကိုသွားမယ်ဆိုလို့ရှိရင် basic ပေါ့နော်အဖို့တွေရမ်းပေါက်နေတဲ့အချိန်မျိုးမှာဆိုရင်များသောအားဖြင့်ပိုးဝင်တတ်တယ်နာတယ်ရောင်နေပြည်ရတဲ့ဆိုတာတွေဖြစ်တယ်အဲ့တော့အဲ့ဒါလေးတွေသက်သာဖို့အတွက် chemical peeling လိုဟာမျိုးပေါ့နော် luxury peel လိုဟာမျိုးအရန်ကိုနီရဲရောင်ရမ်းနေရင်ရောင်နာတွေကျသွားဖို့အတွက် IPL အလင်းလိုင်းပြစ်တာလိုမျိုးလေးတွေလုပ်ပေးလေးရှိတယ်ဒါ treatment procedure တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ဒါမျိုးလေးတွေသွားလို့ရတယ်ဒါကလုံးဝကိုအဖူပေါက်နေတဲ့အချိန်စိုးနေတဲ့အချိန်မျိုးမှာအကြမ်းပင်လုပ်ပေးတဲ့ treatment တွေကိုတော့ဒါကပြောပြတာပေါ့နော်ဟုတ်ပြီဒါတွေလည်းကောင်းသွားပြီအကုန်အဆင်ပြေသွားပြီအမဲဆက်လောက်ပဲကျန်တော့တယ်အနီးဆက်လောက်ပဲကျန်တော့တယ်အမားရွှေချိန်ခွက်ပဲကျန်တော့တယ်အဲ့ဒါနဲ့ပတ်သက်ရင်ရောဘယ်လို treatment တွေလုပ်ရမလဲအဲ့တော့ဒါတွေနဲ့ပတ်သက်ရင်လည်းဒေါက်တာစီကံမှာအကုန်လုံးရှိပါတယ် treatment တွေနဲ့ပတ်သက်ပြီးတော့မှကို့အသားရည်နဲ့ပေါ့နော်အသေးစိတ်ဒေါက်တာတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှလုပ်လို့ရပါတယ်treatment ကတော့မျိုးစုံရှိတဲ့အတွက်ဆေးကမှာအကုန်ပေါ့နော်ဆက်နဲ့ပတ်သက်ပြီးလည်းအကုန်ရှိတယ်ဒီနောက်ဆုံးပေါ်ဆေးတွေနဲ့ပတ်သက်ပြီးတော့လည်းအကုန်ရှိတဲ့အတွက်တိုင်ပင်ပြီးတော့မှလုပ်လို့ရတယ်အဲ့တော့တယောက်နဲ့တယောက်ကတော့ treatment procedure လေးတွေဒီလုပ်ပေးရတဲ့ treatment လေးတွေကတော့ကွာနိုင်တယ်ပေါ့နော်အဲ့လိုကွာတဲ့အခါမှာဒီ pricing လေးတွေဈေးနှုန်းလေးတွေကလည်းကွာသွားတယ်ပေါ့ဒေါက်တာစီကံမှာလာပြီဆိုလို့ရှိရင်ဒေါက်တာတွေကနေပြီးတော့ treatment တော့လုပ်တဲ့နေဘယ်လိုပညာဆိုတာကိုရှင်းပြရဲပြီးသွားရင်ကိုရဲ့price range ပေါ့နော်ကိုကဘယ်လောက်ထိသုံးမယ်ဘယ်လောက်ထိမသုံးဘူးဘယ်လောက်ကြာရင်ဘယ်လောက်တော့ငွေကြေးပမာဏဆိုတာမျိုးတွက်ပြီးတော့မှဆွေးနွေးတိုင်ပင်ပြီးတော့မှလုပ်လို့ရတယ်အဲ့လိုတွက်လဲအားနာစရာမလိုဘူးပေါ့နော်ဒေါက်တာဆိုရင်အကုန်ဒေါက်တာလုပ်တဲ့နေရာလေးတွေအကုန်လုံးရေးပေးလိုက်တယ်ပြီးအရေးကြီးဆုံးဟာလေးကိုပြောပြလိုက်တယ်ပေါ့နော်အဲ့တော့ကိုနဲ့အဆင်ပြေဆုံးဖြစ်တာဆိုလို့ရှိရင်စီကံမှာလှုပ်သွားကြတယ်ပေါ့လေအဲ့တော့ဝက်ချန်ဖြစ်ပြီးပေါက်ပြီးဘာလို့လုပ်ရမှမသိဘူးဆိုရင်စီကံမှာလာခဲ့ပါတိုင်ပင်ဆွေးနွေးပြီးတော့မှပြောပြီးတော့ကူလို့ရပါတယ်